Premier Fan ထုတ်လင်းတင်ဆက်မှုတွေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ Premier FM ကနေပြီးတော့ Echoes of Hope လို့အမည်ပေးထားတဲ့အထူးအစီအစဉ်လေးကိုအရှိမဆိုရင်တော့အပိုင်း1နဲ့အပိုင်း2ဆိုပြီးတော့တင်ဆက်ပေးခဲ့ပါတယ်အခုတစ်ခါမှကျွန်တော်တို့ဒီနေ့အတွက်အပိုင်း3ဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးသွားမှာပါအဲ့တော့ HIV positive case တွေပြန်ပြီးတော့မြင့်တက်နေတဲ့အပေါ်မှာကျွန်တော်တို့တွေအတက်နိုင်ဆုံး Premier FM ကနေတောင်းတနေရနေပြီးတော့ဒီ HIV awareness တွေပေးမယ် HIV နဲ့ပတ်သက်ပြီးတော့ဒီကူးစက်မှုနှုန်းတွေပြန်ကြောကြလာတဲ့အခါမှာတရောင်းတနေရာနေပါဝင်နိုင်ဖို့အတွက်ကိုစူးစမ်းတင်ဆက်ပေးနေတာပါဒီနေ့မှာလည်းဒေါက်တာထုကုကိုနဲ့အတူတူကိုဖြိုးကိုလည်းအတူတူဆက်ပြီးတော့ရှိနေပါတယ်ခင်ဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့ဒီကာလမှာအရန်ကိုမှနာမည်ကြီးပြီးတော့စိတ်မကောင်းစရာလည်းကောင်းတယ်လို့ပြောမှာပေါ့နော် cam sex ဆိုတဲ့အကြောင်းပေါ့တွေ့တာနဲ့ height တယ်ဆိုတဲ့ကိစ္စတွေအဲ့ဒါအများကြီးဖြစ်နေပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ awareness တွေကိုဒီနေ့မှာပေးသွားမှာဖြစ်ပါတယ်ကဲတော့ကျွန်တော်ဒီ cam sex အကြောင်းပြောမယ်ဆိုတဲ့အခါကျတော့အဓိကတော့လိင်ဆက်ဆက်မှုတွေတော့များတာပေါ့နော်အဲ့တော့ကျွန်တော်နားထောင်နေတဲ့သူတွေကြည့်ရှုနေတဲ့သူတွေထဲမှာလည်းတချို့သောစကားလုံးအသုံးနှုန်းလေးတွေအကြောင်းပေါ့နော်စိတ်အနှောက်အယှက်ဖြစ်သွားခဲ့တာမျိုးရှိနေကျွန်တော်ကြိုပြီးတော့ဒါ request လုပ်ပြီးတော့ကြိုပြီးတောင်းပါပါတယ်နော်အဲ့တော့အရင်ဆုံးကျတော့ကျွန်တော်တို့ဒီ cam sex တွေအရန်များလာကြတယ်အဲ့ဒါဘာကြောင့်လို့သုံးသပ်နေလဲဒါကတော့ဟိုဘယ်မဲ့အခုနောက်ပိုင်းမှာကျတော့လွယ်လက်တကူရလာတာပေါ့နော်လွယ်လက်တကူရလာတာ easy accessible ဖြစ်လာတယ်ပြီးတော့လူတွေကြားထဲမှာဘယ်လိုမဲ့ဒီဟာကိုလုပ်တဲ့သူတွေကတော်တော်များများဒီဟာကို normalize လုပ်လာကြတယ်normalize လုပ်ရဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံတွေလောက်လာကြတယ်ပြီးတော့နောက်တစ်ခုကလူတွေကတခြားဘယ်လိုပြောမလဲဟို prep တို့ pep တို့ ARD တို့ဘယ်လိုပြောမလဲသူကnormalize လုပ်ပြီးတော့ငါဒီဟာတောက်ထားတာပဲဘာမှမဖြစ်ဘူးလုပ်လို့ရတယ်စေတုံလိုက်လို့ရတယ်ဒါပေမဲ့ cancer ကကြတော့ HIV တခုတည်းကို focus ထားတာမျိုးမဟုတ်ဘဲနဲ့တခြား STI ပေါ့နော်လိင်မတက်ဆက်ကူးဆက်တဲ့ယောဂတွေပါဝင်လာနိုင်တယ် HIV ကိုသူက control လုပ်ထားနိုင်ပြီ prep တောက်ထားတယ်ဟို ARD တောက်ထားလို့ you get to you လည်းဖြစ်နေတယ် control လုပ်ထားနိုင်တယ်ဆိုပေမဲ့ဟိုတခြား STI တွေဝင်နိုင်သေးမှန်တိုင်းပြောရရင် cancer ရဲ့အဲ့လိုဟိုanother point of view မှာကျတော့တခြား STI တွေအများကြီးပါလာတယ်ဆိုတော့အဲ့ဒါလည်းရှိရပေါ့နော်အဓိကကတော့လူတွေကအခုနောက်ပိုင်းကဟိုနေထိုင်မှုပုံစံတွေလည်းပြောင်းလာတယ် stress တွေများလာတယ်အလုပ်တွေမှာလည်းဟိုပို့ပြီးတော့ stress လောက်လာရတယ်ဆိုတော့အချိန်မှာတို့ကခဏလေးပျော်ရွှင်မှုကိုရှာကြကြရပေါ့နော်ဆိုတော့ရှာတဲ့အချိန်မှာမာရွင်းရှာကြရပေါ့နော်မာရွင်းရှာကြတယ်ပြီးတော့သူတို့ကိုယ်တိုင်ကဒီဟာတွေကဟို accessible ဖြစ်လာတဲ့အပေါ်မှာဟိုဒါကိုတုံးရမှဆိုတဲ့အရာကြီးလည်းဖြစ်လာကြပြန်ရောတချို့တွေကြတော့လေဒီဟာတုံးရမှကိုဒါဖြစ်မှာဆိုတဲ့ဟာလည်းရှိလာပြန်ရောဆိုတော့ဟိုအဲ့ cancer နဲ့ပတ်သက်ပြီးတော့ focus point ကအမှန်တမ်းပြောရင်အရင်များနေအမှန်တမ်းပြောရင်ဟိုဒါကြီးလုံးမှဒါဖြစ်တယ်ဆိုတာထက်ဘယ်လိုလဲ cancer လုံးမှတို့ကဒီ sexual pressure ကိုရတာအဲ့လိုမျိုးလူတွေကလည်းတစ်မျိုးပေါ်လာပြီဟုတ်ပြီးရင် cancer ကိုပဲ normalize လုပ်တဲ့လူကလည်းတစ်မျိုးရှိတယ်ဆိုတော့အဲ့ပြီးရင်နောက်တစ်ခါ UV ကတူ UV ဖြစ်နေရဲငါက prep တောက်ထားတယ်ဆိုပြီးတော့ cancer ကို normalize လုပ်ပြီးတော့အဲ့တောင်းကျန်းတဲ့သူတွေကလည်းတစ်မျိုးပေါ်လာတယ်ဆိုတော့ပြီးတော့နေ့စဉ်ဘဝမှာတို့ struggle လုပ်နေရပါတယ် stress တွေများလာပါတယ်တို့ရဲ့စိတ်ထွက်ပေါက်ပါဆိုပြီးတော့လုပ်တဲ့သူကလည်းတစ်မျိုးပေါ်လာတယ်ဆိုတော့ဟို focus point တွေကအများများလာတယ်ပြီးတော့ဟိုဒီဟာကိုပြီးတော့တယောက်ကသုံးတယ်သူကဘေးကလူဆွဲတယ်တုံကြတယ်အဲ့လူကပဲကြိုက်သွားတယ်ပြီးတော့ဒီက dress ဆိုတဲ့အတိုင်းဟိုဗမဲ့ဆွဲတာရှိရဲဟိုဒီပေါ်မှာဟိုပျော်ပါတာဒီပေါ်မှာပဲပျော်ပါပြီးတော့ဒါပဲဆက်သုံးခြင်းတဲ့သူတွေရှိရဲဆိုတဲ့အတွက်ဒီလူကလည်းဒါကိုသုံးနောက်လူနဲ့ဖြစ်တယ်ဆိုတော့ဒါကြီးကဟိုတစင်အကုန်လုံးကစာကိတစ်ခုဖြစ်လာတယ်ပြီးတော့သူတို့အချင်းချင်းကြားထဲမှာအကုန်လုံးကအဲ့ဟာကိုဖြတ်ဖြူးနေသလိုဖြစ်နေတာဆိုတော့ဒီ community ကပိုကျလာတာနဲ့အများဒီဟို cancer စီရလည်းဖြစ်လာတယ်အဲ့ဒီထဲမှာဟိုခုနဟိုဒီဟာကြီးဖြစ်တဲ့အချိန်ဘယ်လိုလဲ cancer လောက်တဲ့အချိန်မှာ hyphen လောက်တဲ့အချိန်မှာလူတွေကဟိုစိတ်တွေလွတ်ကြတယ်ဟိုဒီပေါင်မဲ့တာရကြတဲ့အတွက်သူတို့ကလည်းဟိုယောဂဖြတ်ဖြူးတဲ့သူဖြစ်မှန်းမသိဖြစ်လာကြတယ်ဆိုတော့ဟို HIV တခုတည်းက focus မဟုတ်တော့ cancer နဲ့ပတ်သက်ပြီးတော့ STI ပါတယ်တခြားလိင်နဲ့ပတ်သက်ပြီးတော့ကူးစက်တဲ့ယောဂတွေအကုန်လုံးက focus point တွေဖြစ်လာတယ် HIV တခုတည်းက focus point မဟုတ်တော့ဘူးပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့အဲ့လိုမြင်နေခင်ဗျဟုတ်အဲ့တော့ကိုမျိုးကိုဆိုလဲဒီ high fan ပေါ့နော် cam sex လုပ်တဲ့သူတွေလည်းအများကြီး counseling လုပ်ခဲ့ကြရမယ်လို့ထင်တယ်နိအဲ့တော့သူတို့ကရောဓာကြီးကို
လှုပ်ဖြစ်ပြီးတော့ဘယ်လိုတော်ဝဲလေးဖြစ်သွားတယ်လို့ပြောကြတယ် ကျွန်တော်သိရတဲ့လောက်ကဒီကျုံနိုင်ငံလူတွေကြောင့်အားဖြည့်ချူကြီးကြိုက်တယ်လေသူတို့ကလေသူတို့စိတ်ထဲမှာဟိုတော်တရားအားဖြည့်ချူကြီးတစ်ခွဲတောက်ထားရင်တနေ့ကုန်အလုံးလုံးနိုင်တယ်ဆိုတော့ဒီပြီးတော့ဟိုကျုံနိုင်ငံမှာလေရုပ်ရှင်တွေမှာလည်း message အမှားတွေပေးရခွဲတမန်တော်တရားစိတ်ညစ်နေလားဟာလာကွာအရက်တောက်ကြမယ်အရက်ကိုသာသူတို့ကဒီလိုလေး cross လေးပြထားမှာအရက်တောက်တဲ့အချိန်မှာအရက်ကောင်းတဲ့ message ကိုတိတ်ပေးတာအရက်ကဘလူးဟိုယောဂငါတို့ဘလူးအသေးကွင်းဘလူးကုစားမယ်ဆိုဒီမူရစေဝါတွေကိုတားမြစ်ထားတယ်ဆိုတဲ့တစိမ့်တာကတ်ထားပြီမဲ့ဒီမူရစေဝါတွေကိုတစ်ဖက်ကကောင်းတယ်ဆိုတဲ့ message ကပေးတယ်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ဟိုဒီ sexual ကိစ္စတွေလုပ်တဲ့အခါကျတော့ဒါတွေတုံးထားလို့ရှိရင်တို့ရဲ့စိတ်ကအာယုံကအရန်ကောင်းသွားတာ။သူတို့ခုနပြောလို့ပေါ့အားပြည့်ချွေရှိရဲ့လူလန်းဆန်းတယ်လို့မျိုးတကယ်တော့ဒါသူတို့စိတ်ကိုအမားတစ်ခုသွင်းပေးထားတာဒီဟာထည့်လိုက်လို့ရှိရင်ဒီစိတ်တွေဖြစ်တယ်ဆိုတော့မာရင်းမှုတစ်ခုပေါ့သူတို့ခန္ဓာကိုယ် message အမားတစ်ခုပေးတဲ့စေးသူတို့ထည့်ထားတာအဲ့ဒီဟာကြီးကထည့်ထားပြီးမှခန္ဓာကိုယ်ကလူပဲလေအသွေးသားနဲ့တီဆောက်ထားတာအဲ့တော့ဟိုသူတို့ဒီကိစ္စတွေလုပ်တယ်သူတို့နာကျင်မှုတွေတိတ်မခံစားဘူးပဲဒီအကိစ္စအဲ့ဒီဟာတွေလုပ်ထားတယ်နာကျင်မှုတွေသူတို့တတ်နိုင်မှတက်တာနာကျင်မှုတွေကနေ pleasure တွေရတယ်ပို့ပြီးတော့ကောင်းမွန်တယ်အဲ့ဒီအရာတွေကိုသူတို့အိမ်မှာဆွဲလန်းမှုကဘယ်လောက်ထိကြီးလာလဲဆိုလို့ရှိရင်ကျွန်တော် HF သမားတော်တော်များမေးဘူးတယ်စွန့်လွတ်နိုင်လားဆိုတော့မစွန့်လွတ်နိုင်ဘူးတဲ့သူတို့ဒါကြီးကိုစွန့်လွတ်ဖို့စ조사လို့ကိုသူတို့အရန်ခက်ခဲလို့ပြောတော်တော်များများပဲပြောသေးလားဒါအဲ့ဒါလေကျွန်တော်သူတို့ပြောငါမင်းတို့ရအောင်ယုံထားအကိုလုံးရင်ပင်ပန်းသွားတာပဲရှိမယ်ကျွန်တော်မယုံထွက်နိုင်ဘူးတဲ့ပြောချင်တာဒီကြောက်သေးကိုကြာပြီးတက်လာဘူးတော်တော်ခက်တယ်ဗျတဲ့သူတို့အဲ့ဆိုငါပါရောသုံးမယ်ကွာအကိုသုံးရင်အကိုထိုးမှာတဲ့ကျွန်တော်တို့ကတဲ့ဟိုမသုံးစေချင်ဘူးတဲ့နောက်လူတွေကိုတို့ပြောချင်တာဒါကြီးကိုမသုံးနဲ့ပေါ့ကျွန်တော်တို့ကတော့မနှဲဆွန့်လို့ဖို့ကျွန်တော်တို့စူးစမ်းတယ်ကျွန်တော်တို့မလုပ်ဒါပေမဲ့အခုကဘာဖြစ်လာလဲဆိုတော့အခုနဆရာပြောသလိုပဲဒါရှိမှပဲဒါလှုပ်လို့ပိုကောင်းတယ်ဆိုတော့ဖီးရတို့မှဝင်သွားအဲ့ဒါအမှန်တရားတစ်ခုတို့မှဆွဲကတ်သွားဒီဆေးသုံးရင်ဒီလိုကိစ္စလုပ်တာကောင်းတယ်ဆိုဆွဲကတ်မှုဖြစ်လာတယ်အဲ့တော့ဒီဆေးကိုတို့ကတော့ခုနကကျွန်တော်ဆေးသုံးချင်တာမဟုတ်ပဲねဒါလှုပ်ချင်လို့ဆေးသုံးကြတာဆေးသုံးကြတာဖြစ်ကုန်သွားအဲ့တော့ဒီဆေးကတို့အတွက်အမြဲတမ်းလိုအပ်တဲ့အရာတစ်ခုလို့ပြောတို့ဒါကြီးကိုမစွန့်လွတ်နိုင်ဒါပေမဲ့ကျွန်တော်တော့ရအောင်တော့ဟိုစူးစမ်းပါဦးမယ်လို့တို့အခုစူးစမ်းတဲ့အရန်ခက်တယ်ကျွန်တော်တွေးသမျှတော့ကျွန်တော်ပြောတယ်အခုလည်းဒီ HIV ကူးစက်မှုတွေအမြင့်ဆုံးမှာအရင်တော့ဆိုကျွန်တော်ဟိုပြီးခဲ့တဲ့ကျွန်တော်အတန်လွင့်တော့ပြောတဲ့အချိန်လိုမျိုးပဲဒီ MSN တို့ FSW လို့ခေါင်းစဉ်ထဲပို့ပြီးတော့မြင့်တက်သွားတာကအဲ့ PWIT ဆိုတာပုံမြင့်တွက်သွားတာမူရစ်စီအကျော်တဲ့ထိုးတဲ့လူပေါ့နော်အဲ့ဒီထဲမှာအကျော်တဲ့ထိုးတဲ့မှာအခုနောက်ပြောတဲ့ high fan ဆိုတာ ice ပါတော့ဒါအဓိက source ဖြစ်လာအခုကယောက်ျားလေးတွေရောမိန်းကလေးတွေရောထိုးတယ်အဲ့ထိုးပြီးလို့ရှိရင် तू ကစိတ်ကလွင့်သွားဘူးဆိုလို့ရှိရင်ဟိုပြောရမှာဆိုအဲ့ကိစ္စကိုအရန်အားတန်တယ်လို့ဖြစ်သွားတာအဲ့ကိစ္စအားတန်တဲ့ကကျတော့ဟိုတယောက်တည်းနဲ့တင်မတင်းတိန်တာ2ယောက်3ယောက်တွေတက်တာပြီးတော့ခုနပြောလို့လွယ်ကူဒီဒိတ်တဲ့ကကျတော့ကိုနှုံးတွေလည်းမတုံးတော့တာကာကွယ်ဆေးတွေလည်းတို့မတုံးတော့တာဟိုကာကွယ်ဆေးတုံးတယ်ပဲထားအောင်တော့ကျွန်တော်ပြောသလိုကာကွယ်တော့လည်းတခြားခုနဆရာပြောတဲ့ STI ဆိုတဲ့တခြား risk တွေပေါ့ကာလာသားရှိတယ် B ပိုးရှိတယ် C ပိုးရှိတယ်ကဒီလိန်အင်္ဂါရေယုံရှိတယ်ကျွတ်နိုးရှိတယ်ဒါလေးတွေကလည်းဟိုမြန်နိုင်ပြောရင်လူဒုက္ခပေးတဲ့ယောဂတွေပဲအဲ့ဒီဟာတွေပါသူတို့ထက်ကူးနိုင်တဲ့ chance တွေတော်တော်များများသူတို့ရတာပေါ့အဲ့တော့သူတို့ကိုကျွန်တော်ယုံထွက်စေချင်တယ်ဒီနောက်ပို့ဆိုးတာယောဂနေမဟုတ်ဘူးနော်ဒီ ice တုံးတဲ့လူတွေရဲ့နောက်ထပ်ပြဿနာကဘာလဲဆိုတော့သူတို့ရဲ့ daily function နေ့စဉ်ဘဝလည်းထိခိုက်တယ်ပြီးဒီခန္ဓာကိုယ်ထဲမှာရှိတဲ့နှလုံးတို့ဘာလို့မကောင်းတော့ဘူးအကြောက်ကက်တို့ကလုံးဝမကောင်းတော့သူတို့မယုံသူတို့ဂျင်းစော့ခိုင်းကြည့်သူတို့တုံးမစော့နိုင်တော့သူတို့နည်းနည်းလောက်ပြေးခိုင်းကြည့်သူများတဲ့ပို့ပြီးမောတယ်သူများတဲ့ပို့ချွေးထွက်တယ်သူများတဲ့ပို့ပြီးစိတ်တူလွယ်တယ်သူတို့ရဲ့ဒီအရာလေးတာယာမှုသူတို့ပေးလိုက်ရရင်သူတို့ခန္ဓာကိုယ်ယောဂရည်တင်မို့သူတို့ရဲ့ခန္ဓာကိုယ်ရောသူတို့ဘဝတစ်ခုလုံးမှာပျက်စီးသွားမှာအဲ့ဒါမို့ကျွန်တော်ခုနပြောသုံးတဲ့လူတွေကိုကျွန်တော်ဆွဲမထုတ်နိုင်တာမှအစ်စ်သုံးမဲ့လူတွေကိုကျွန်တော်မသုံးဖို့အကြံပေးခြင်းအဲ့လိုမူရစေဝါတွေကိုဟိုအဲ့လိုမျိုးမကောင်းတဲ့ message တွေပို့မြင်စေချင်တယ်ရမလားဆိုတော့ခုနောက်ပိုင်းမှာကြတော့ဒီတနေ့ထဲမှာပေါ့နော်ဆိုတော့ Camsas ကလည်းအရင် popular ဖြစ်လာတယ် popular ဖြစ်နေရတဲ့အတူခုန you get to use stage တွေတော်တော်များများပျောက်သွားကြတယ်ပြီးတော့ဟို
HIV new case ကအရင် spike ပြန်ဖြစ်လာတယ်ပေါ့နော်ဆိုတော့ပြန်ဖြစ်လာတဲ့ပုံမှာဒီအဓိကတော့ Kansas ကလည်းဟို main character ဖြစ်လာပေါ့အခုဆိုရင် main character ကHIV ရဲ့ main character Kansas တွေဖြစ်လာတယ်အဓိကတော့ဟိုဟိုဆေးတစ်ခုတုံလိုက်တယ်ခန္ဓာကိုယ်ထိုးသွင်းတာပဲဖြစ်ဖြစ်သူတို့လိန်ဆက်ဆံဖို့အတွက်ကိုဆေးတုံးတယ်ဆေးတုံးနေဆိုရင်တို့ကဒီပေါ်မှာတာယာကြတယ်တာတယ်ပြီးတော့တို့ရဲ့ message ကတော့ဟိုပို့ပြီးတော့လုံနိုင်တယ်ပို့ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အချိန်ပိုကြတယ်ပေါ့သူတို့ပြောတာတော့အချိန်ပိုကြတဲ့အချိန်မှာအဓိကတော့ဟိုခန္ဓာကိုယ်ရဲ့ထိုးသွင်းတဲ့အချိန်မှာဘယ်လိုလဲလိန်ဆက်ဆံနေရင်းနဲ့တို့မှာကွန်ဒုံပေါက်တာရှိနိုင်တယ်ရှိလာနိုင်တယ်ဒီဟာတော့ဟိုဘယ်မဲ့စိတ်ကလွတ်နေပြီပုံမှန်3ပါမလားပုံမှန်အတိစိတ်ကလွတ်နေတဲ့အတွက်မတုံးတာလည်းဖြစ်နိုင်တယ်တုံးတယ်ဆိုရင်လေဒီဟာဟိုပေါက်လို့ပေါက်မှန်မသိဘူးပြီးတော့တို့အချိန်ကြာဆက်ဆံတဲ့အတွက်ပေါက်လို့ပေါက်မှန်မသိဘူးပြီးတော့တယောက်နဲ့ဆက်ဆံတဲ့အချိန်မှာထိတွေ့တဲ့နေရာတွေကပေါက်ပြဲတာတွေလည်းဖြစ်လာနိုင်တယ်ပြီးတော့လူတွေအကုန်လုံးကဟိုစိတ်ကလွတ်နေတဲ့အတွက်ဟိုသူ့ဘယ်နှယောက်နဲ့လိမ့်ဆက်ဆံနေမှသူတို့မသိကြဘူးပြီးတော့တချို့တွေကြတော့လေသူတို့ပြောတဲ့ပုံရဆိုရင်သူတို့ဒီဟာလှုပ်လိုက်တယ်ဆိုရင်သူတယောက်တည်းနဲ့မတင်တိတ်နိုင်ဘူးဟုတ်တယ်ဆိုတော့ထက်လိုခြင်းနဲ့သူတို့ဆေးကိုထက်သုံးပြီးတော့တချို့တွေဆိုရင်အဲ့လိုမျိုးဟိုဘယ်လောက်ထိအဲ့လူနာတွေစီကဘယ်လိုမျိုးကြားရတာလဲဆိုတော့သူကဟိုတယောက်တည်းနဲ့မတိတ်နိုင်တော့ကိုသူတို့တစ်ခေါက်ဒိတ်တဲ့အချိန်မှာဘယ်နှစ်ယောက်ခေါ်ပြီးဒိတ်ပါတယ်တယောက်ပြီးသွားရင်နောက်တစ်ယောက်ကိုခေါ်ပါတယ်ဆိုတော့အဲ့လိုပုံစံတွေဖြစ်လာပါတော့ဆိုတော့ဒါကြီးကဟိုသူတို့ကိုယ်တိုင်ကလည်းဒါကြီးဘာလို့ဂုံယူဝက်ကြွားစွာပြောနေရလဲဆိုတာကျွန်တော်စဉ်းစားလို့မရဘူးတဲ့ပြောရရင်တော့ဆိုတော့အဲ့လူတွေတော့လည်းအဲ့ပုံမှာတာယာပြီးတော့ဒီဟာကိုဂုံယူဝက်ကြွားစွာပြောကြရတယ်ပေါ့နော်ဆိုတော့ဟိုnormalize အရင်ဖြစ်နေ normalize ဖြစ်နေရပေါ့နော်အဓိကတော့သူတို့ကိုယ်တိုင် normalize ဖြစ်လာကြတယ်ပြီးတော့သုံးလာကြတယ်ဘယ်လိုလဲအဲ့လိုလွယ်လက်တကူလည်းသူတို့ရလာတယ်ထင်တာပဲပစ္စည်းကလေဈေးကွက်ထဲမှာလည်းဟိုပစ္စည်းကလွယ်လက်တကူရှိနေတယ်လို့ဖြစ်လာတယ်ပြီးတော့ဟိုတည်င်းနေ့မှာလည်းတွေ့မှာပါအခုနောက်ပိုင်းဒီဟိုအခုနောက်ပိုင်းမှာဟိုမြန်မာနိုင်ငံမူရဲ့စေဝါတုံးဆွဲတဲ့လူကလည်းအများများလာတယ်မှန်တိုင်းပြောရရင်ဆိုတော့ဒီဟာတွေကတော့ spike ဖြစ်လာတဲ့အချိန်မှာအနောက်မှာနောက်ဆက်တွဲတယ်အများကြီးပါလာတော့ဖြစ်လာတာပေါ့နော်ဆိုတော့အခုကအဲ့လိုဖြစ်နေတာဟုတ်အဲ့တော့ဟိုဒါကလည်းဒီ hyphen ပေါ့နော် Kansas ကလည်းမူရစ်စေးပွားနဲ့စိတ်ကိုပြောင်းလဲမှုဖြစ်သွားစေတဲ့အရာဆိုတဲ့အခါကျတော့ဟို delusion တွေပါလည်းဖြစ်တဲ့လူတွေလည်းရှိရလို့ကြားတယ်အဲ့ဒါကရောနောက်ဆက်တွဲအနေနဲ့ဆက်ရှိနေရလားdelusion ကကြတော့နောက်ဆက်တွဲအနေနဲ့ဆက်ရှိနေရဆိုတာထက်ဟိုဗမဲ့ဒီဟာလှုပ်တဲ့အချိန်မှာခန္ဓာကိုယ်ကမှန်တယ်ပြောရရင်ဟော်မုန်းတွေပေါ့နော်ပျော်ရွှင်မှုဟော်မုန်းပဲဖြစ်ဖြစ်ပိုထွက်တယ်ပေါ့နော်ပိုထွက်တဲ့အချိန်မှာ spike ဖြစ်သွားအဲ့ spike ဖြစ်သွားတဲ့အချိန်မှာဒိုပါမင်းတွေအများကြီးထွက်တယ်ဒီဟာရုပ်လှုပ်တယ်အဲ့လိုမျိုးအကုန်လုံးကပျော်ရွှင်မှုအတွက်သူကပျော်နေတာပေါ့နော်မှန်တယ်ပဲလူတစ်ယောက်ကပျော်ပြီးငိုရတယ်ပဲလေဆိုတော့ပျော်ပြီးငိုရတယ်ဆိုအဲ့လိုပြောလေပြောထားရှေ့လူကြီးတွေပြောရလေနင်ပျော်ပြီးငိုရတော့မှနော်ဆိုတဲ့အချိန်မှာဟိုမဲ့အများကြီးခန္ဓာကိုယ်ဟော်မုန်းတွေအများကြီးထွက်တယ် spice ဖြစ်သွားတဲ့အချိန်မှာအဲ့ရဲ့နောက်ဆက်တွဲမှာသူတို့ကစိတ်ကြအဲ့လိုဒိန်းကနေတက်သွားပြီးတော့ဒိန်းကနေကျန်ကြသူကအဲ့လိုကျွန်တော်တို့ဆိုရင်ပုံမှန်လေးဟော်မုန်းသူ့ဟော်မုန်းနဲ့သူထွက်နေရဲ့နေ့စဉ်ဘဝမှာကိုယ့်အကူရှင်တန်လှုပ်ရှားနေဆိုတော့ဒီလိုလေးပဲသွားနေရပါတော့ဆိုတော့ဒါပေမဲ့သူတို့ကြတော့ဟော်မုန်းကသုံးလိုက်တဲ့အချိန်မှာဒီလိုထောင်တက်သွားပြီးတော့ပြန်ချတဲ့အချိန်ကအထိနာတာပေါ့နော်လောကဟိုပုံမှန်လောက်ကိုပြန်ကြတယ်ဆိုရင်တော့ဒီလိုတက်ပြီးတော့ဒီလိုပုံမှန်ပြန်ကြရလေဆိုတော့ဟိုသူတို့ရဲ့စိတ်တွေကအဲ့လိုအတက်ကြတယ်မမှန်တော့တာဆိုတော့အဲ့ပုံမှာအဲ့လိုတက်ကြမမှန်ဘူးဆိုတဲ့အချိန်မှာသူတို့ကဘာဖြစ်ကြရလဲဆိုတော့ကြားတဲ့ဟာကိုမခံနိုင်တော့ထပ်သုံးတယ်ပြန်တင်ဆိုတော့နေ့ရက်လောက်နေပြန်သုံးတာပါဆိုတော့ဟိုဒါရုပ်ပြန်လိုအပ်လာတာပေါ့နော်သူတို့အတွက်ကိုဒီခါပေါ်မှာပဲတာယာတူဖြစ်နေဆိုတော့အဲ့ဆိုတော့ဆွဲလန်းစီတဲ့အရာဆိုတဲ့ခါကျတော့တော်တော်လေးကိုကြည်ကြမ်းမှန်လုပ်ဖို့တော့လိုအပ်တာပေါ့နော်အဲ့တော့ဒါကိုကျွန်တော်တို့ဘယ်လို awareness နဲ့ရော့ပါတော့အောင်လုပ်ကြရမလဲawareness ကတော့အမှန်တမ်းပြောရတော့လူတွေကဟိုမတိတာမဟုတ်ဘဲနဲ့တိနဲ့လုံနေကြတာပေါ့နော်ဆိုတော့ကိုယ့်ကိုထိန်းနိုင်လားဆိုရဲအချိန်မှလည်းအဲ့လိုလုတ်ပြီးရတူတယ်တော့ကိုယ့်ကိုမထိန်းနိုင်ကြတာတော့များတယ်ပေါ့နော်မထိန်းနိုင်ကြတာများတယ်သူကဒီဟာကိုထပ်လိုချင်ကြတယ် dose တွေတင်ကြတယ် dose တွေများလာတယ်ပေါ့နော်ဒီငါဒီနေ့မှအဲ့လောက်သုံးလိုက်လို့ဒီလောက်တာယာသွားတယ်ငါနည်းနည်းလေးပို့သုံးလိုက်ပိုများတာယာမလားမသိဘူးဆိုပြီးထပ်သုံးကြရတယ်အဲ့လိုမျိုးတွေလည်းရှိရယ်ဆိုတော့ဟိုခုနပြောသလိုပဲဒီနေ့မှသုံးလိုက်တယ်နောက်နေ့ကြာတော့မခံနိုင်လို့ဆက်သုံးကြရတဲ့သူတွေလည်းရှိရယ်ဆိုတော့ဒီပုံမှာပဲသူတို့ကတိတ်ဝဲလဲဖြစ်နေတာပြီးတော့ဟိုသုံးတဲ့သူတော်တော်များများတယ်အခုကဘယ်လိုပြောမလဲအရင်ကတော့မှ
ဟိုအရင်ဟိုရင်ကကြတော့ဒီဟာ normalize မဖြစ်တဲ့အချိန်မှာဆေးကလည်းရှာရခက်တယ်ဒါပေမဲ့အခုကြတော့အခုလူငယ်တွေကြားထဲမှာကိုဒီဆေးကလောလောကူကူရှာလို့ရတယ်လို့ပုံစံဖြစ်လာကြတယ်ပေါ့နော်ဆိုတော့ဟိုဒါတွေလဲပါတာပေါ့အဲ့လိုဟိုအမျိုးအစားတော့အများကြီးပဲဟိုဖြစ်နေတဲ့ဟိုရတဲ့အများကြီးပဲထိန်းချုပ်ရမယ်ဆိုရင်တော့ခုနအကိုပြောသလိုပဲတုံးတဲ့သူတွေကိုထိန်းချုပ်မှထက်ဆိုင်ရင်စမတုံးပြဖို့ပဲ introduce လုပ်ရမှာပေါ့ဒီရဲ့ anti တွေကိုပဲစပြီးတော့ပြောရမယ်လို့ဖြစ်နေတာပေါ့ဟုတ်အဲ့ဆိုရင်ကိုဖြိုးကမတုံးဘူးပေါ့နော်အဲ့တော့တုံးနေတဲ့သူတွေကတော့ပြန်ပြီးဆွဲခေါ်ဖို့တော့တော်တော်လေးခက်ခဲနေရဆိုတော့ခါကျအဓိကဒီလူငယ်တွေ night life တွားကြတဲ့သူတွေဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ဆွဲတရားဟောခံနေရတဲ့သူတွေရှိကြမယ်လေနော်ဟိုကိုပတ်ဝန်းကျင်မှာတုံးတဲ့သူတွေဖြီးတဲ့ခါကျတော့သူတို့ကလည်းကိုဆွဲတဲ့သူတွေအဲ့လိုမျိုးရှိတဲ့ခါကျရင်ရှောင်ထွက်ဖို့အတွက်ပေါ့နော်အဲ့လိုအကြံပြုစကားလေးဟိုဒါတဲ့ပြောပြပေးမယ်ကျွန်တော်အဲ့ဒါလေးတော့ပြောပြမယ်အဲ့ဒါဘာလဲဆိုအဲ့တော်တော်များပြောသူတို့ပြောတဲ့စကားတစ်ခုရှိတယ်ဆို web ဖြစ်မှတော့မစင်မကြောက်ဘူးပေါ့နော်ပြောချင်တာငါတို့ဒီလိုဖြစ်နေပြီကွယ်ငါတို့ကြောက်စရာမလိုတော့ဘူးမစင်ကြောက်ဆိုကျွန်တော်နင်း web မှမဟုတ်တာလို့ဘာလို့ကို web နဲ့နိုင်တာလဲကိုက web က web ပဲမစင်ကို web မဟုတ်တဲ့အတွက်မစင်ကတော့ကြောက်ရမှာပဲလို့ဟိုပြောချင်တာကဒီကျွန်တော်တွေ့တာပေါ့နော်ဒီအဲ့ချက်သမားတွေဆိုလို့ရှိရင်သူတို့တွေးမစစ်ချင်တဲ့ပြဿနာရှိတယ်အဲ့ချက်သမားတွေသူတို့တွေးလုံးဝမစစ်ဘူးသူတို့ကိုယ်တိုင်လိုက်လေစိတ်ကလုံးချုံမရှိဘူးတွေးမစစ်ချင်ကြဘူးဗျာသူတို့ကတွေးမစစ်တော့ကျွန်တော်အဲ့ချက်သမားတွေထဲအရန်ခင်တဲ့လူတွေကျွန်တော်တွေးကောက်စစ်ပလိုက်တယ်ကောက်စစ်ပလိုက်တော့သူတို့ positive တွေပြတာမှာတစ်ထက်ကွမ်းမဟုတ်တော့ academy ကို3ထက်လောက်ကွမ်းတာ HIV လည်းရှိတယ်ကာလသားလည်းရှိတယ် B ပိုးတို့မဟုတ် C ပိုးလည်းရှိတယ်အကယ်ဟုတ်ပြီသူတို့မှရှိလို့သူတို့ပြလိုက်လို့ဟာဟုတ်လားဗောတစ်ချက်တော့ကျွန်တော်တီးတော့တီးတယ်ဆိုဝမ်းတော့တစ်ခါတော့နဲသွားတယ်လာငါတို့ရှိမှကုမယ်တုတ်ပေးမယ်လို့ပြောလိုက်တော့ညာလဲသူတို့တွေနောက်နေ့မရောက်လာဘူးဗျာသိလားပြောချင်တာကွယ်ဟိုငါတို့ဟိုရဲဘက်ပြေးလို့မျိုးဖြစ်နေသူတို့ကဟိုလွတ်ပြီးတရခံပြေးဖြစ်ပြီးတော့သူတို့ခန္ဓာကိုယ်မှာရှိတဲ့ယောဂတွေအကုန်လုံးတခြားလူရှိကူးဆက်ဖို့အရန်လွယ်သွားအရန်ကြောက်ဖို့ကောင်းတာအဲ့တော့ဟိုကျွန်တော်ပြောတာအဲ့ချက်သမားတွေအန်ဒီရဲ့သားကောင်ပဲအန်ဒီရဲ့သားကောင် HIV ရဲ့တကယ်အန်ဒီရဲ့သားကောင်သူတို့ဖြစ်နေဆိုတော့စဉ်းစားကြည့်ကွာကိုနဲ့ HIV သမားတယောက်ဒိတ်တော့မယ်ဆိုရင်ကိုတစ်ချက်တည်းခေါင်းထဲမှာအသွေးဝင်လိုက်တော့အဲ့လိုလူနဲ့ကိုတခုခုကူးဆက်တော့မယ်ဆိုတော့ message တခုဝင်လိုက်အဲ့ဒါဆိုလို့ရှိရင်ဒီယောဂရဲ့ကဒီလူနဲ့ရှီရနေလဲကျွန်တော်တို့ဒီယောဂရနိုင်တယ်လို့နောက်တစ်ခုကဘယ်လိုဖြစ်နိုင်လဲဆိုလို့ရှိရင် HF ကိုဆွဲလန်းချင်းကြောင့်ငါလည်းကူးဆက်ယောဂရသွားနိုင်တယ်ဆိုတော့နောက်ထပ် message တခုထပ်ပြီးသူတို့တွေးရဆိုတော့တကယ်ပြောတာကျွန်တော်အခုဆိုရင်ကျွန်တော်စိတ်ထဲမှာဝမ်းနေတချို့လူတွေကျွန်တော်တွေးစစ်ပေးလိုက်တယ်ဒါပေမဲ့အခုချိန်ဒီဆေးကူဖို့မရောက်လာသေးဘူးသူတို့ဘယ်ချိန်မှရောက်လာမလဲဆိုတော့သူတို့ဂျုံကြတဲ့အချိန်တော့ရောက်လာမှာပေါ့နော်ဒါပေမဲ့အဲ့ဂျုံမကြသေးတဲ့အချိန်မှာတော့သူတို့က distributor ပဲဟုတ်တယ် distributor တကယ်ဖြစ်နေတာအဲ့တော့ကျွန်တော်ပြန်မိမယ်သူတို့က distribute လုပ်တယ်ဆိုရင်သူတို့အပြစ်ရှိလာလို့ကျွန်တော်တို့လက်ညှိုးထိုးလို့ရပြန်လားဆိုတော့လေထိုးလို့မရပြန်သိလားဘာဖြစ်လို့လဲဆိုတော့သူတို့ဆွဲတဲ့သူကလည်းပါသွားတယ်ဆိုတော့ပါသွားတဲ့လူဖြစ်နေဆိုအရင်ခေတ်ကတော့ဟုတ်တယ်ကွာမတိလို့မလို့ဆိုတော့လက်ညှိုးထိုးလို့ရတာအခုခေတ်မှာကျတော့ကိုတိုင်းစိတ်ပါပြီးတော့သူတို့ကိုလာပြီးဟိုမဒိန်ကျင်တာမဟုတ်ဘူးလေမဒိန်ကျင်တာမဟုတ်အလင်ကိစ္စကိုကြီးကျယ်တောင်းဆိုတာမဟုတ်ဘဲနဲ့ကိုတိုင်းပါဝင်ပတ်သက်မိသွားရင်အဲ့ဒီအရာရဲ့ဆိုးကျိုးကကိုရသွားမှာအဲ့တော့ခုနပြောတဲ့လူငယ်လေးတွေကျွန်တော်ခုနပြောတဲ့ကိုဇွဲမှန်ပြောသလိုမျိုးပြောရမယ်ဆိုလို့ရှိရင် HF ကစိုးကျိုးရှိတယ် HF တမဖြစ်လာပြီဆိုရင်ခုနပြောလို့ PrEP လို့မျိုးဆေးမျိုးတောက်ထားနေတာမှာတခြားယောဂအစုံရနိုင်တယ်နော်ခြားယောဂဆိုလူတွေထင်တာ HIV တခုပဲဟိုကုလို့မရဘူးထင်တာဟိုရေယုံလဲကုလို့မရဘူးရေယုံလဲကုလို့မရဘူးကြွက်နို့လဲကုလို့မရအဲ့ဒါဟိုဖြစ်ရင်တက်တာအောင်ပဲခဏလုပ်ပြီးလို့ရတယ်သူကဟိုဖြစ်ရင်ပြန်ပေါ်တယ်သူက virus တွေသူကအဲ့လိုရေယုံတို့ကြွက်နို့တို့ဖြစ်လို့ရှိရင်လေနောက်အဲ့လိုဒီမိန်းမတွေယူအိမ်ထောင်ပြုလို့ရှိရင်အမျိုးသမီးတွေကိုပါထပ်ပြီးတော့အဲ့လိုအိမ်ကောင်းကန်ဆာတို့ပါလို့ဖြစ်စေနိုင်တဲ့အထိသူတို့ကတာသွားတာဆိုတော့ဟိုအဲ့လိုမျိုးပေါင်းကျွန်တော်ကလူငယ်တွေကိုမသုံးဖို့ပြောတာထက်ဆိုင်လေအေးနင်သုံးမယ်ဆိုရင်နင်ဒါတွေတော့ကြုံရမှာနော်နင်ဒီလိုယောဂတွေနင်ရမှာဒီလိုယောဂကနေဘွားရဲ့နောက်ဆက်တဲ့ဆိုးကျိုးကဘယ်လိုရှိနိုင်လဲအဲ့ဒါတွေကိုကျွန်တော်တို့ကပြောပြလို့သူတို့သဘောပေါက်သွားတယ်သူတို့လက်ခံသွားတယ်ဆိုရင်တော့သူတို့ဒီအရာကိုစမ်းမှာမဟုတ်တော့ဘူးဆိုတော့ဟိုဒီတော်များများကြားထဲမှာလဲ HIV ကဘယ်လိုလဲ HIV cancer နဲ့ပတ်သက်ပြီးတော့ HIV ကို awareness ရကြတယ်ဆိုတော့သူကအဲ့ဒါကိုဘယ်လိုနဲ့ပြန်ကားတာလဲဆိုတော့ငါ bread တောက်ထားတာbread တောက်ထားတာငါလှုပ်လို့ရတယ်ဒါပေမဲ့
HIV တခုတည်းမဟုတ်ဘူး cancer နဲ့ပတ်သက်ပြီးတော့ ကျန်တဲ့ဟာရှိသေးတယ် ယောဂတွေလည်းအများကြီးပါတယ်ဆိုတော့ကင်ဆာဖြစ်စေနိုင်တဲ့ယောဂတွေလည်းရှိတယ်လို့ကူးစက်ယောဂဆိုတာက HIV တစ်မျိုးတည်းရှိတာမဟုတ်ဘူးဆိုတော့အချိန်မှာအဓိကကတော့သွားသုံးချင်တဲ့သူတွေကိုယ်တိုင်ကလည်းငါတို့က prep တောက်ထားတာပဲဆိုတော့ message အမှားသူတို့အုံနောက်ထဲရိုက်ထည့်ထားပြောနော်ဆိုတော့ကျွန်တော်ဒီမှာပြောချင်တာကတော့cancer နဲ့ပတ်သက်ပြီးတော့ HIV တခုတည်းကျွန်တော်က focus ထားတော့မှမဟုတ်ဘူးကျွန်တော်ကူးစက်ယောဂအကုန်လုံး focus ထားတော့မှဖြစ်သွားတယ်ပြီးတော့ကူးစက်ယောဂတွေအားလုံးကလူတွေကိုဒုက္ခပေးနိုင်တယ်ဆိုတာ HIV ကမှ ARD တောက်လို့ရသေးတယ်တချို့ကူးစက်ယောဂတွေကတောက်လို့မရဘူးအဲ့လိုမျိုးရှိရပေါ့နော်ဆိုတော့ဒါကဆိုးကျိုးကကြတော့အများကြီးပိုတော်များတယ်ပိုတော်ကျေပြက်တယ် cancer နဲ့ပတ်သက်ပြီးဖြစ်လာမယ့်အရာအများကြီးကျေပြက်တယ်မှန်တယ်ပြောရရင်တော့HIV ကမှဆေးပုံမှန်တောက်သွားရွေးခွက်တွေဖြောင်းလုပ်လို့ရသေးတယ်တခြားကုသယောဂတွေကူသွားရင်ကင်ဆာပြောင်းနိုင်တဲ့ကုသယောဂတွေရှိတယ်တခြားကိုမမဟုတ်ဘူးကိုယ့်ရဲ့မိသားစုကိုကူးစက်နိုင်တဲ့ယောဂတွေရှိတယ် HIV မှာရွေးကတူဖြစ်မိသားစုမကူးစက်နိုင်အောင်ထိန်းချုပ်လို့ရသေးပေမဲ့တခြားကုသယောဂတွေထိန်းချုပ်လို့မရအောင်အဲ့လိုမျိုးအများကြီးဖြစ်လာတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကသူကအဲ့ cancer လုပ်တဲ့တော်တော်များများပြဿနာကသူက condom မတုံးချင်ကြအောင် condom မတုံးချင်ကြတဲ့အချိန်မှာသူတို့မေးလိုက်ရင်သူတို့အမြဲပြောတဲ့စကားတစ်ခုကသူတို့ prep တောက်ထားတာပဲသူက ARD တောက်ထားတဲ့ယူကတူဖြစ်နေရပဲဒါပေမဲ့ခုနပြောတဲ့ပဲကုသယောဂတွေကပိုတော့ဆိုးသေးတဲ့ဟာတွေကရှိနေသေးရပေါ့နော်ဆိုတော့ဒါကတော့awareness ကတော့ပေးရမှာလေအများကြီးပဲဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီဘက်ခေတ်ဒီ camsex ပေါ့ hyphen ဆိုရက်ဒီဝါဟာရိုင်းနဲ့ normalize လုပ်နေတဲ့သူတွေကိုလည်း request လုပ်ပါတယ်ကျွန်တော်တို့ဒီຢာရဲ့ဆိုးကျိုးတွေကအများကြီးမှအများကြီးရှိပါတယ်အဲ့တော့ဒါတွေရဲ့ဒီဆွဲဆောင်မှုခံနေရတဲ့သားကောင်တွေအားလုံးပေါ့နော်ကျွန်တော်ဒါပြီးတော့ပြောကြတဲ့အခါမှာဆိုရင်လည်းလွယ်ကူမယုံမှနဲ့ကိုယ့်ဘဝတစ်ခုလုံးစာနောက်ဆက်တွဲပြဿနာအများကြီးရှိသွားနိုင်တယ်ကိုယ့်ရဲ့ daily life အထိအများကြီးထိခိုက်မှုရှိသွားနိုင်တဲ့အတွက်ကြောင့်တာယာမှုလေးတစ်ခုပေါ်မှာကျွန်တော်တို့ခဏလေးနဲ့ကိုယ့်ရဲ့ဘဝကိုမစတေးပါနဲ့လို့ပြောရင်းနဲ့ပဲဒီနေ့ရဲ့ကျွန်တော်တို့အပိုင်းတော့ကနေပြီးတော့နှုတ်ဆက်ချင်ပါတယ်ခင်ဗျ